အားလုံးမင်္ဂလာပါအခုလိုမိုးရဒီမှာကျွန်တော်ပရိယခန်းချေအောင်တော်စားရောက်ပြခဲ့ပါတယ်ဒါနဲ့အခုဒီလိုနာမည်ကြီးနေတဲ့ကာဖေးဆိုင်တစ်ခုကျွန်တော်တော့ဖို့စူးစမ်းခဲ့ပါတယ်မိုးရွာနေမှာကျွန်တော်လမ်းလျှောက်ထွက်ခဲ့ပါတယ်နေရာလေးကတော့ walking street မှာပါ walking street ဆိုတာနဲ့လူတွေတော်တော်များတော့ဘားရည်နဲ့ရပါးရည်ပဲရှိမယ်လို့ထင်တာကြမှာသိချပါတယ်ဒီနေရာမှာ AC ချေလို့ရတဲ့ home cafe တခုရှိရဲဆိုတာတော့တော်တော်များများမသိကြပါဘူးဒီ cafe ကဆိုရင်ပလင်ကန်ဆန်နာမှာလောက်ထားတာဖြစ်တဲ့အတွက်အရင်ကလာပါပါတယ်တပုံရိုက်တာပဲရှူတောင်းအဖြစ်ဖြစ်ရိုက်ရတာအရင်ကလာတယ်လို့ကျွန်တော်ထင်မိပါတယ်ပြီးတော့သူရောင်းချတဲ့ဈေးနှုန်းကလည်းလူတိုင်းနဲ့တင်တော်တဲ့ဈေးနှုန်းပဲဖြစ်ပါတယ်ဒါပေမဲ့တခုရှိရတော့တပုံရိုက်ရဖို့ကတော့တော်တော်နေရာလူချရပါတယ်ကဲ coffee ဆိုင်လေးရောက်ရောမိုးကလည်းတိတ်သွားပါပြီဒါတော့ကံကောင်းနေလို့ပြောရမှာပါဒါပေမဲ့တပုံရိုက်တဲ့လူတွေကတော့ပြင်းနေတော့မှာပဲထိမရောအပြင်မရောထိုင်စရာနေရာတွေအများကြီးရှိပါတယ်ညရပင်လူတွေကတော့အထိမထိုင်ကြပါတယ်ဘာလို့လဲဆိုမိုးရသည်ဆိုပဲလေထိုင်နိုင်ငံအပြင်မှာဆိုရင်အရင်ပူလုံးလုံးပါဒါတော့တချို့ကျွန်တော်ကြိုက်တဲ့ရှူတောင်းကနေရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်တဲ့ချင်းမိတ်ဆွေများလည်းနောက်များဒီကိုဖတ်တရားရောက်ခင်မယ်ဆိုရင်ဒီကာဖေကိုတွားဖို့ကျွန်တော် recommend ပေးပါရစေအားလုံးပျော်ရွှင်ကြမှာကြပါစေတတโอเคကျွန်တော်ဒီပါဒီလမ်းဖြစ်ပါတယ်